molecule ရဲ့အတိတ်ပဲကိုနားလည်ပြီဆိုတော့အခုကျွန်တော် compound ရဲ့အတိတ်ပဲကိုတိတိကျကျပြောရအောင်ကျွန်တော်ရဲ့ knowledge powerhouse channel ကနေကြိုဆိုပါတယ်compound ဆိုတာကကြတော့မတူညီတဲ့ atom တွေတွက်တဲ့ဘောအရာပေါင်းစုထားတဲ့အစုဝေးကိုကျွန်တော်တို့က compound လို့ပြောလို့ရပါတယ်ဥပမာကျွန်တော်နေ့စဉ်တောက်သုံးနေတဲ့ရေဆိုရင်လည်း compound ပါပဲကျွန်တော်နေ့စဉ်စားသုံးနေတဲ့ထမင်းထဲမှာပါတဲ့ glucose ကလည်း compound ပါကျွန်တော်ရဲ့အိမ်သုံးစား sodium chloride ပိုင်းနာတဲ့အခါမှာတောက်တဲ့ antacid ဆေးတွေမှာပါတယ် calcium carbonate ပြီးတော့ဒီအရက်ပြန်ထဲမှာပါတဲ့ ethanol ရှုထုတ်နေတဲ့ carbon dioxide ဒါတွေအားလုံးက compound တွေပဲဖြစ်ပါတယ်ဘာလို့သူ့ကို compound လို့ပြောရလဲဆိုတော့မတူညီတဲ့ atom တွေတွက်တဲ့ဘောအရာပေါင်းစုထားတဲ့စုဝေးမှုလို့ကျူ compound လို့ပြောရမှာဒီနေရာမှာ element နဲ့မတူတာ element ကြတော့တူညီတဲ့ atom တွေပဲပါတဲ့အရာကိုကျွန်တော်က element လို့ပြောပါတယ်အကြောင်းမြန်မာလို့ drug sin ပေါ့ဒီတန်တစ်ခုတည်းပဲပါတာပေါ့ compound ကြတော့မတူညီတာတွက်တဲ့ဘောအရာပေါင်းထားတာပါမြန်မာလို့ကြတော့ compound ကိုကျွန်တော် drug ပေါင်း drug တွေကိုပေါင်းထားတဲ့စုဝေးမှုလို့ compound ကလည်း element လို့ပဲကျွန်တော်တို့သင်္ကေတပြုပြီးတော့မှဖော်ပြလေးရှိပါတယ်။မာဒီ C ဆိုရင်တော့ carbon ရဲ့ element ရဲ့သင်္ကေတပေါ့။ဒီလိုပဲ compound မှာလည်းသူ့ရဲ့သင်္ကေတကိုသုံးပြီးတော့မှ element ရဲ့သင်္ကေတကိုသုံးပြီးတော့မှစုဝေးဖော်ပြထားတာရှိပါတယ်။မှာ water ဆိုရင်ကျွန်တော်တို့ H2O ဖော်ပြပါတယ်။ glucose ဆိုရင် C6H12O6 ပေါ့။ sodium chloride ဆိုရင် NaCl ပေါ့။ calcium carbonate ဆိုရင်CaCO3 ဒီလိုပဲကာဗွန်ဒိုင်အောက်ဆိုက်ဆိုရင်တော့ CO2 ဒီလိုနဲ့တင်ကြတာပြုတ်ပြီးတော့မှ compound ကိုစားပြုဖော်ပြကြပါတယ် compound မှာလည်းကျွန်တော်မျိုးစားခွဲလို့ရပါတယ်သူကြတော့ပါဝင်တဲ့ atom မျိုးစားအရေးအတွက်ပုံလို့ဒီပြီးခွဲတာပါမတူညီတဲ့ atom နှစ်မျိုးပဲပေါင်းစုထားတဲ့ဒီ compound ကိုကျွန်တော်တို့က binary compound လို့ခေါ်ပါတယ်ဥပမာ water ပေါ့ဒီ water မှာဆိုရင် hydrogen ဆိုတဲ့ atom နဲ့ oxygen ဆိုတဲ့ atom နှစ်မျိုးပေါင်းထားတဲ့စုဝေးမှုလို့သူ binary compound လို့ပြောလို့ရပါတယ်။ carbon dioxide လည်း binary compound ပါပဲ။ဘာလို့လဲဆိုတော့ carbon ဆိုတဲ့ atom နဲ့ O ဆိုတဲ့ atom နှစ်မျိုးတည်းပေါင်းထားတဲ့စုဝေးမှုလို့ဒီနည်းတူပဲ ammonia ကလည်း binary compound ပါပဲ။ဘာလို့လဲဆိုတော့ nitrogen atom နဲ့ hydrogen atom ဆိုတဲ့ atom နှစ်မျိုးပဲစုဝေးထားတဲ့စုဝေးမှုလို့ကျွန်တော်တို့က binary compound လို့ပြောလို့ရပါတယ်။နောက်တစ်မျိုး atom တွေ၃မျိုးပါဝင်တဲ့ compound ကိုကြတော့ကျွန်တော်တို့က ternary compound လို့ပြောလို့ရပါတယ်။ဥပမာ glucose ဆိုရင် ternary compound ပါဘာလို့လဲဆိုတော့ glucose ရဲ့ formula ကိုကြည့်မယ်ဆိုရင် C6H12O6 အဲ့ဒါမှာ carbon ဆိုတဲ့ atom ပါမယ် hydrogen ဆိုတဲ့ atom မျိုးစားပါမယ် oxygen ဆိုတဲ့ atom မျိုးစားပါမယ်အဲ့တော့ atom ၃မျိုးပေါင်းထားတဲ့ compound မို့လို့သူ ternary compound လို့ပြောလို့ရမယ်ဒီနည်းတူပဲ methanol ဖြစ်တဲ့ CH3OH ကပါလဲ carbon hydrogen oxygen ဆိုပြီးတော့ atom ၃မျိုးပါလို့သူကို ternary compound လို့ခေါ်ပါတယ်calcium carbonate ဖြစ်တဲ့ CaCO3 ကလည်း calcium ဆိုတဲ့ atom ပါမယ် carbon ဆိုတဲ့ atom ပါမယ် oxygen ဆိုတဲ့ atom ၃မျိုးပါတယ်စုဝေးမှုလို့သူ့ကို ternary compound လို့ပြောလို့ရပါတယ်ဒီတော့ compound နှစ်မျိုးရှိပါတယ် binary compound နဲ့ ternary compound ဒီဗီဒီယိုမှာတော့ကျွန်တော်က compound ရဲ့အသေးစိတ်ကိုအဓိကရှင်းပြခဲ့တာဖြစ်ပါတယ် compound ဆိုတာကကြတော့မတူညီတဲ့ atom နှစ်မျိုးတို့ကိုနှစ်မျိုးထပ်ပို့ပြီးတော့မှတွက်တဲ့ဘောအရာပေါင်းစုထားတဲ့စုဝေးကိုကျွန်တော်တို့က compound လို့ခေါ်ပါတယ်binary compound နဲ့ ternary compound ဆိုပြီးတော့မှရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေကိုလေ့လာချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ knowledge powerhouse channel ကို like and follow လုပ်ထားပေးပါခင်ဗျာ။ဒီနေ့ဒီလောက်ပါပဲဗျာ။ Bye bye